ရှေလုံနီလေးပါရှင်ဒီရဲ့လုံနီကအရန်ကိုလွယ်ကူပြီးတော့မှဆိုင်မှာလှုပ်ရောင်းတဲ့နီးပေါ့နော်ဒီနီးလန်းကရောင်းတန်းဝင်မြေအိုမီရှေလုံနီလေးပါရှင်ပါဝင်တဲ့ပစ္စည်းတွေကတော့မာလာနဲ့အစင်နည်းနည်းခက်စစ်စင်ပေါ့နော်ကိုကြိုက်တဲ့အတီအရွက်တွေကိုကိုကြိုက်နေတဲ့တလို့ထည့်လို့ရပါတယ်ဒီနီးလန်းကဘယ်လောက်ထိလွယ်လဲဆိုရင်အခုကျမတို့ဆိုင်မှာလှုပ်ရောင်းနေတဲ့နီးလန်းလေးပါတွဲရတာလေးစားလို့ရန်ကောင်းပါတယ်အချင်းနဲ့ကြိုက်ရင်လည်းအချင်းနဲ့တွဲစားလို့လည်းရပါတယ်ရှင်အချင်းမဲနဲ့မကြိုက်လို့ရှိရင်လည်းရိုးရိုးလေးစားလို့ရတာပေါ့နော်ဒီရဲ့လုံနီကတယောက်နဲ့တယောက်ခွဲလွဲနိုင်ပါတယ်ပြီးရင်လုံနီလဲတယောက်နဲ့တယောက်မတူပေါ့နော်တခုဆိုင်မှာကျမလုပ်တဲ့နီလန်းပါအရွက်တွေကလေကိုကြိုက်တဲ့အရွက်တွေထည့်လို့ရတယ်နော်ကိုအိမ်မှာအစင်ပြေတယ်လို့ရှိတဲ့အရွက်တွေထည့်လို့ရတယ်ပြီးမာလာခောက်ဆွဲကိုမာလာခောက်ဆွဲမြင်းရှည်ခောက်ဆွဲပေါ့နော်မြင်းရှည်ခောက်ဆွဲမရှိရင်လည်းနန်းကြီးခောက်ဆွဲနဲ့အစားထိုးပြီးလဲထည့်လို့ရပါတယ်အရွက်တွေကအသားလုံးစက်သားလုံးတွေလည်းအစားထိုးလို့ရတော့နော်ကိုကြိုက်တဲ့အရွက်ထဲမှာအခုအမသုံးတဲ့အရွက်တွေကတော့မုံရင်းဖြူမုံရင်းစိမ်းပန်းမုံလားစတော်ပဲစက်ဥစက်ခါစက်ဥပေါ့နော်ပြီးလို့ရှိရင်အမိုးကျွန်းရွက်မိုးကစွန်ရွက်မြင်းရှည်ခောက်ဆွဲပြီးမာလာခောက်ဆွဲပြပေါ့နော်အသားလုံးတွေကထူဖူbaby corn ပြင်ကြိုက်တဲ့ဟာထည့်လို့ရပါတယ်ရှင်ပထမဦးဆုံးစက်ပြုတ်ရည်ကိုသုံးပါမယ်ရှင်စက်ပြုတ်ရည်မရှိရင်လည်းဝက်သားကိုကြိုက်နေတဲ့အသားပြုတ်ရည်နဲ့လည်းထည့်လို့ရတယ်နော်အသားပြုတ်ရည်စုပြုတ်ရည်အကုန်လုံးသုံးလို့ရပါတယ်ရှင်အခုကပဲငပီးထဲမယ်ပြီးပဲငပီးပါမယ်